အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့တကြံအတွင်းမှာလုပ်ပြခဲ့ရလေးတွေကို vlog လုပ်ထားတာပဲဖြစ်ပါတယ်။ဒါကတော့အတန်းနေမှာနန်းကြီးတုပ်ပွဲတရားကိုအလူလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။ပြင်မာဝင်ပမာဏနဲ့မှာဆိုလို့အင်ချယ်လေးပဲလူပြခဲ့ပါတယ်။ပွဲပြင်တာကတော့ချင်ချမ်းမှာပေါ့နော်တော်တော်လေးကိုစားကောင်းပါတယ်။ဒါကတော့လိုက်လူဖို့အထုပ်တွေထုတ်နေပါပြီဒါကတော့ final look လေးပါတော်တော်လေးကိုများတာအခုကတော့နန်းကြီးသုံးလိုက်လူဖို့သွားနေပြီပဲဖြစ်ပါတယ်ဒါကတော့မီးပွိုင်နာမှာရှိတဲ့သူတွေကိုလိုက်လူခဲ့တာပဲဖြစ်ပါတယ်ဒါကတော့တောင်ဝင်မြို့နယ်စီပင်ရိပ်သာမှာလူပစ်ခဲ့ရလေးပါအလိုလုံးပြီးတော့နေ့လယ်3 နာရီလောက်တကြံရီထွက်ဆော့ပစ်ခဲ့ပါတယ်အတန်းလေးဆိုတော့ကားရတော်တော်ပိတ်တာဒါပေမဲ့လည်းရအောင်ဆက်သွားခဲ့ပါတယ်ကားရပိတ်တဲ့ကြာနောက်ဆုံးတော့ပြည်သူ့ရေပြင်ကိုရောက်လာခဲ့ပါတယ်သူရများရဆိုရင်လည်းတော်တော်လေးကိုပြောစရာကောင်းခဲ့ပါတယ်နှစ်ဆန်းတရက်နေ့မှာအိမ်ရဖျားတွေကိုရောင်းတော့ဖွင့်လာပဲဖြစ်ပါတယ်။ပြီးတော့သူများရဲ့နယ်မတူအောင်တကြံပြီးမှမုံလုံးရေပေါ်လှုပ်ရှားဖြစ်ခဲ့ပါတယ်။ဒါနဲ့အိမ်ရမတွေလှုပ်ကြွေးတာပါတော်တော်လေးကိုစားကောင်းပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲ stay safe ပါ။